OG ဆရာဝန်တွေကဘာကြောင့်ကိုယ်ဝန်ဆောင်မမေတွေဘိုက်အပ်တဲ့အချိန်မှာ ultrasound ခဏခဏရိုက်ခိုင်းတာလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာဆိုင်ပုံမှာရွှေတော်ဝင်စိတ်ရင်ကပါဒီအကြောင်းလေးကိုပြောပြမယ်ဆိုကျွန်တော်ကြပြလေးတစ်ခုသင်ပေးမယ်တက်ချင်းရေစင်ပုံစံပြင်းတဲ့ဒီကြပြလေးอ่ะဗောနော်အဲ့ဒါကဘာလဲဆိုတော့အသက်တရီသားလေးရဲ့ကိုဝင်သက်ဘိုက်ထဲမှာဘယ်နှပတ်ရှိနေပြီဆိုတာကျွန်တော်တို့ OG ဆရာဝန်တွေအများကြီးစိတ်ဝင်စားပါတယ်ဒါလေးကိုသိချင်ပါတယ်နောက်တစ်ခုကတော့အချင်းအနေထားကအရှိရောက်နေလားကွာနေလားပုံမှန်မဲလားစသဖြင့်ဒီအရာကလည်းကျွန်တော်တို့ကလေးအတွက်ကမိခင်အတွက်ကအရေးကြီးတာဖြစ်တဲ့အတွက် OG ဆရာဝန်တွေသိချင်ပါတယ်ရေကတော့ရေမွာပါရေမွာနဲနေလားများနေလားဒါကိုသိဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့အစင်ကတော့ကျွန်တော်ဘယ်လိုမျိုးပြောရမလဲဆိုရင်ကလေးလေးရဲ့ estimated fetal weight ပေါ့နော်ခံမှန်းကြီးကလေးလေးရဲ့ကိုယ်အလေးချိန်ကိုကျွန်တော်တို့သိရှိနိုင်ပါတယ်ပေါ့နော်ကောင်းကောင်းမွန်မွန်ကြီးထွားနေလားမကြီးထွားနေလားပေါ့နော်နောက်တစ်ခုကတော့ပုံစံကလေးလေးကဥကောင်းကအောက်ဆိုင်နေတာလားကြောနဲ့ဖြစ်နေလားကျွန်တော်တို့တင်ပါနဲ့ဖြစ်နေလားစသဖြင့်အဲ့ဒီတော့ကျွန်တော်တို့တက်ချင်းရေစင်ပုံစံပြင်းဆိုတဲ့ကြပြလေးတိုင်းဒီအချက်ကလက်ကလေးတွေကိုသိချင်တာဖြစ်တဲ့အတွက် OG ဆရာဝန်တွေဒီကိုဝန်ဆောင်မိခင်တွေကိုမမွေးဖွားခင်အထိအနည်းဆုံး3ကြိမ် ultrasound ရိုက်တာဖြစ်ပါတယ် Excellence in healthcare